အားလုံးပဲမင်္ဂလာပါစေတနာရှင်ကိုစွမ်း channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်လာမယ့်တစ်ပတ်2D ဧပြီလ16ရက်နဲ့18ရက်เนาะ2ရက်ပဲကစားရမှာเนาะ73 14 15 3ရက်ကပိတ်ရက်16 19 2ရက်ပဲကစားရမယ်တပတ်စာအကောင်းဆုံး3လုံးအခွေရယ်မွေးအခွေရယ်ဇာတို့ပတ်တီ3မျိုးကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်လာမယ့်တစ်ပတ်က2ရက်ပဲကစားရမှာဖြစ်တဲ့အတွက်ကြောင့်ထိုးသားတွေအနေနဲ့စဉ်းစားချင့်ချိန်ပြီးတော့ထိန်းထိန်းသိမ်းသိမ်းနေကစားကြဖို့ကျွန်တော်ပထမဦးဆုံးအနေနဲ့တောင်းဆိုပြရစီ။ဘာကြောင့်လဲဆိုတော့ပိတ်ရက်က3ရက်တောင်ရှိတဲ့အတွက်အကောင်းဆုံးတစ်ပတ်စာဆိုပေမဲ့2ရက်တည်းနဲ့ဆင်းမလာခဲ့သည်ရှိတော့ထိုးသားတွေအများကြီးနစ်နာနိုင်တဲ့အတွက်ကြောင့်အပျော်ပဲဆိုတာကောင်းပါတယ်เนาะဒီတစ်ပတ်เนาะဧပြီလ16ရက်နဲ့18ရက်အတွက်2ရက်ပဲကစားရမယ်အကောင်းဆုံးဇာတို့ရွှေပတ်တီကတော့3ပတ်တီဖြစ်ပါတယ်เนาะ3ပတ်တီမှာ34ရယ်35ရယ်36ရယ်အဲ့ဒီ3ခွက်က main တင်ကစားရမယ် main ခွက်3ခွက်ဖြစ်ပါတယ်3လုံးအခွေကလည်း356 3လုံးအခွေဖြစ်ပါတယ်3လုံးပူးခွေလက်ဆောင်356တပတ်စာမွေးကစားရမယ်မွေးအခွေကတော့3456အခွေဖြစ်ပါတယ်3456မှာဆိုရင်တချို့တွေကအခွေကိုမစော့တတ်တဲ့လူတွေရှိတယ်เนาะ34 35 36 45 46 56ဆိုပြီးတော့6ခွက်ရှိမယ်အပူးကတော့3ဘူး4ဘူး5ဘူး6ဘူး4ခွက်ရှိမယ်เนาะအားလုံးပဲဧပြီလ16 19 2ရက်ထဲနဲ့ပပနေပဲထိန်စားကြရင်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲကန်ဆက်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာကြစေဖို့ကျွန်တော်ဆုမကောင်းတောင်းပေးရတဲ့ပဲအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်ဗျာဘိုင်ဘိုင်ကံကောင်းကြပါစေဗျာ